အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပုံစံအသက်တစ်မျိုးနဲ့ပင်လယ်စာကိုယ်ခောက်ဆွဲလေးချစ်ပါမယ်အောက်ဆွဲကိုစီပူမာဆန်လို့ပုံလေးပေးပြီးတော့ရပါပြီပင်လယ်စာနဲ့အသီးရွက်တွေကိုကျွန်တော်တို့ရေနွေးထဲမှာခဏလေးထည့်ပြပါမယ်အခုကိုယ်ဆက်ချဖို့အတွက်စစ်တော့ကိုစစ်တတ်ပါမယ်စစ်တတ်ပြီးတော့ဟင်းချက်ဝိုင်အနေငယ်နဲ့လမ်းဖြစ်အနေငယ်ကိုထည့်ပြရပါမယ်ဟင်းချက်တဲ့ဇုံနဲ့ရေသုံးဇောထည့်ပေးပါမယ်အခုအရသာအတွက်မြို့ကောင်းမှုအနေငယ်ထည့်ပါမယ်အချို့ဘုတ်တစ်စုံထည့်ပါမယ်စက်တမုတ်တစ်စုံပါတကြားတစ်စုံပါစားတစ်စုံထည့်ပါမယ်ကျွန်တော်တို့ကိုယ်ကြီးအနေငယ်ထိုးထားပါမယ်အေးဆူလာပြီဆိုရင်ကျွန်တော်တို့ကိုယ်ကြီးစက်ထည့်ပါမယ်ကိုယ်ကြီးအနေများတော့ဟင်းရည်ကိုကြည့်ပြီးတော့ထည့်ရမှာဖြစ်ပါတယ်မိမိလိုတဲ့ဟင်းရည်နေထားလောက်ရပြီဆိုရင်တော့ရပါပြီအနက်လေးပူမွေးအောင်ကျွန်တော်တို့စက်သွန်ကြောအနေငယ်ထည့်ပါမယ်နောက်ဆုံးမှာကျွန်တော်တို့ကျုပ်အကထည့်ပြီးတော့အခုလိုအရေးပြည့်လေးဆိုရင်အစင်တက်ဖြစ်ပါပြီအခုဆိုရင်တော့ပုံစံအသက်ဆန်လေးနဲ့ပင်လယ်စာကိုယ်ခောက်ဆွဲလေးတစ်ပွဲရပါပြီ။